စာဖတ်ပါဘယ်နေရာကနေပဲစာဖတ်ဖတ်ဘာစောတွေကိုပဲဖတ်ဖတ်နှလုံးသားလာပြီးစိတ်ခွန်အားတွေရှိဖို့ဒီနေ့မှာအနည်းဆုံး15မိနစ်လောက်တော့စာဖတ်ပါဒီနေ့ခေတ်မှာပြောင်းလဲမြန်တတ်တဲ့လူတွေရဲ့စိတ်ကိုခံနိုင်ရှိဖို့ဆိုတာမင်းကစာမျက်နှာဖတ်ထားမှရပါမယ်။ပတ်ဝန်းကျင်ရဲ့ပေါပန်း40ပေါက်ဖို့တန်တွေကိုကြောက်ရွံ့တွတ်ဆုံနေပဲတက်တည်ရှိရင်စနိုင်ဖို့စာဖတ်ပါစိတ်တွေညစ်ပြီးခေါင်းနဲ့ရှုပ်လာတဲ့အခါကိုယ်စိတ်ကိုပြန်လဲကြည်လင်တန့်ရှင်းပေးနိုင်ဖို့အတွက်စာဖတ်ပါမြစ်သေးခွက်လာတဲ့အခါဒါဟာဘဝတစ်ခုလုံးပျက်စီးသွားတာမှမှန်သိနာလဲဖို့စာမျက်နှာဖတ်ပါနောင်နာကမှာမိရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်ပေးနိုင်ဖို့ဆိုတာစောက်တွေကပဲလမ်းပြပေးနိုင်မှာပါကိုလမ်းတွေပြောက်ပြီးပြန်ရှာမတွေ့တော့တဲ့အခါပြန်ရှာတွေ့ဖို့စာဖတ်ပါကြုံတွေ့လာသမျှလောကဓာတ်ကိုအကောင်းဆုံးရင်ဆိုင်ကြောက်ဖြတ်နိုင်ဖို့အတွက်စာဖတ်ပါစာဖတ်ပါမိတ်ဆွေကိုပြောင်းလဲနိုင်ဖို့စာမျက်နှာဖတ်ပါလင်းအောင်စကျွန်တော်တော့ကောင်းပြီပါ